ခင်ခင် ဟောကိုအလောက်သွားတော့မို့လား ဟုတ်တယ် ဒါဆိုလဲပြီးနေကြနံပြီးသွားအောင်လေ ဩခင်ရဲ့ကိုဒီနန်းလေးကိုမမေ့ပါဘူးဒါနဲ့ခင်ခင်မနဲ့မိုးလေးနဲ့ကမလေးပုတ်ပုတ်မတွေ့ပါလား ရှိပါတယ်ကိုရဲ့နောက်ပြီးမှလေကိုတွဲဆိုပြီးတော့မနေ့ကဈေးသွားပြီးကိုရင်ချက်ပြုတ်နေတာ ဩဟုတ်လားအေးအဲ့ဒါဆိုလဲညီမလေးပုတ်ပုတ်ခင်ခင်ပဲဆောက်ရှောက်ထားလိုက်နော်ကိုလှုပ်သွားလိုက်အောင်ဟဲ့မိဖို့ဒီငါတို့လင်မယားစကားပြောတာကိုဘာလို့ချောင်းသားထောင်နေရလဲငါသိရနော်ထွက်ခဲ့ အိုးဘာခိစ္စရှိလို့လဲ ဘာမှမဟုတ်ပါဘူးအခုနေ့ကိုလည်းမရှိတော့ဘူးအလောက်သွားပြီဆိုတော့ငါခိုင်းထားတဲ့လုပ်တွေနေပြီးပြီလားသမင်းရောချက်လို့ပြီးပြီလား အိုးကြက်ပါပြီမခိစားတော့မလားနေပြင်ပေးထားလိုက်မယ်လေ စားပါဦးအခုငါနေ့ကိုခိုင်းစရာရှိသေးတယ်ငါနဲ့လိုက်ခဲ့လား မခိ ဘလို့လုပ်နေရလဲတေချာနှိပ်လေဘလို့ဖြစ်နေရဟဲ့မီကိုနေရလေတို့ဂျိုမွေတဲ့ဂျိုကောင်မလေးပဲငါအဲ့ရမလို့ခင်နေ့ကိုရှိရမျက်နှာကောင်းလို့ချင်တာနဲ့ပဲပတ်စံယူပြီးဈေးထွက်သွားတာခုမှပေါ်လာတယ်ပေါ့ အဲ့လိုတဘောမျိုးမဟုတ်ပါဘူးမခိရဲ့ညီမလေးကလေမခိအိမ်နေရမနိုးရဲလို့ညီမလေးကိုကြီးစီရဖက်ဆက်တော့ပြီးတော့ဈေးသွားလိုက်တာပါ နေရတော့တာမန်ပဲပေါ့အယူမရဲ့အခုတော့ကိုကိုကလေငါ့ကိုနင်းလောက်တောင်မှပဲဝရိယမရှိဘူးဆိုပြီးတော့စူဆဲနေပြီအဲ့နင်းသိလားကောင်းမဆုပ်လေးရဲ့ မခိညီမလေးတို့အဲ့လိုမပြောပါနဲ့ညီမလေးမခိပြောသမျှကိုညီမလေးတီးခန့်ခဲ့ကိုကြီးရှိမှတမျိုးနောက်ွယ်မှတမျိုးညီမလေးကိုစစ်ဆက်နေခဲ့ရတယ်ညီမလေးတီးခန့်နိုင်တယ်မမရဲ့ဒါပေမဲ့ညီမလေးကိုကောင်းမဆုံးလို့တော့မပြောပါနဲ့ ပြောတော့ဘာဖြစ်လဲအခုနင်းကြောင်လေငါလင်ပြောဆိုတော့ငါခံလာရပြီဘာလို့လင်မြန်နှစ်ယောက်ထဲတော့ကလေငါ့ကိုကတခါမှဘာမှမပြောဘူးအခုနေရောက်လာတော့မှပြောဆိုခံရတာဟဲ့ချိုးကောင်မလေးရဲ့အဲ့နေသိလားချိုးကောင်မရဲ့လာလာ မခိအဲ့လိုမလုပ်ပါနဲ့မခိ အေးညီမလေးပုတ်ပုတ်လာပါဦး ဟုတ်ဒါပြီကို ကြည့်ပါဦးညီမလေးရဲ့ဘာတွေလဲ ဟာအဝစားတက်တွေပါလားကိုရဲ့ပြောလိုက်တာညီမလေးကိုလေအဲ့လိုအဝစားတက်တွေဝယ်ပေးမဲ့သူမရှိတာကြာပြီကိုရဲ့ရွာမှာတော့ဖေးနဲ့မိန်နောက်ဆုံးဝယ်ပေးခဲ့ရပဲရဘူးလား ဒီပါညီမလေးရဲ့အခုလေခမင်းမမေကိုစားကိုကြီးကဝယ်ပေးတယ်လို့သဘောထားလိုက်ပေါ့ ဟာ ပြီးတော့လေကိုကြီးကမိုးလေးမိုးချုပ်တနေ့ကုန်အပြင်သွားနေရတာဆိုတော့ဒါနဲ့ညီမလေးအိမ်မှာနေရတာတော့အဆင်ပြေရဲ့လား အိမ်မှာလေကိုကြီးကမနဲ့မိုးလေးကလေးကထွက်သွားညနေလောက်မှပြန်လာတာဆိုတော့ကိုကြီးကိုညီမလေးစကားမပြောဖြစ်ဘူးဟိုလေတကယ်တော့လေ ဟောညီမလေးပူပူကအိမ်မှာနေရတာအဆင်ပြေပါတယ်ကိုကိုရဲ့ခင်ဗျာပဲပြုစုဆောင်ချောက်ထားတာလေဒါနဲ့ဒါဘာတွေလဲ ဩဒါကြီးကပုတ်ပုတ်အတွက်လေကိုကြီးဝယ်လာတာသူအပြင်သွားဝှက်ဖို့လေ မလိုပါဘူးကိုကိုရဲ့ပူပူအတွက်ကလည်းခင်ကြလေးရှိတာပဲခင်ဝေစားတွေအကုန်လုံးကလည်း brand တွေကြီးပဲလေ ညီမလေးမှမဟုတ်ရဲတာ မခင်ပေးမှာဗောပူပူရဲ့ဒါနဲ့ကိုကိုဝယ်ပေးတဲ့ဒါလေးတွေမမကိုပေးလိုက်နော်ကိုကိုလေအထူးသဖြင့်ပြောကြရှိလို့ခင်နဲ့အခန်းထဲလိုက်ခဲ့ပါလား ဟုတ်ပါပြီဗျာ ပါ
ကိုပတ်စံကြီးကပတ်စံနေယူသေးလားပတ်စံ10သိန်းတော့ပြောင်းနေတယ် ခင်မယူပါဘူးကိုရဲ့ကို10သိန်းတောင်ဆိုအများကြီးပဲနော်အထောက်မှားတာတွေဘာရောမဖြစ်နိုင်ဘူးလားကိုတေချာတွက်ပြီလား မမဟုတ်ခင်ကိုသူမြန်းကောင်ကိုပေးဖို့တေချာစစ်ပြီးတော့ထည့်ထားတာမနက်ကကြည့်တော့မှမတွေ့တော့တာ ဒါဆိုရင်တော့ကျင်းသေးပါတယ်ဒင်းလက်ချက်ပဲဖြစ်ရမယ်ကိုပတ်စံကိုခင်လဲမြူဘူးဆိုတော့ကောင်မလေးပဲခိုးတာဖြစ်ရမယ်အဲ့ကောင်မလေးငါလည်းတော့တွေ့အောင်ပဲဟဲ့မိဘနေကိုပတ်စံရေးထဲက10သိန်းခိုးပြီးတော့ဘယ်နားမှထားလဲငါ့ကိုပြောစမ်း ခင်ရဲ့ဒီမလေးမှဒီလိုစိတ်ထားမရှိပါဘူး အော်ဟုတ်ပါတယ်မခင်ရဲ့ညီမလေးမလေးအဲ့လိုကြည့်မြင်မရှိပါဘူးပြီးတော့လေညီမလေးကိုကြီးဖက်ဆက်အုပ်တော့တခါမှမကြိုက်ဘူး လူလိမ်မဘယ်တခိုးအောင်မှခိုးတယ်လို့မပြောဘူးဟဲ့ဘယ်တခိုးမှလည်းချိုးမပါဘူးနေဟိုစားရောက်ပြီးတည်းကဒီပြဿနာတွေမျိုးမျိုးဖြစ်ရတာပဲအာကုတော့ကောင်းပါရဲ့ မခင်ရဲ့ညီမလေးလေဖျားတောက်တော့ရင်လည်းတစ္ဆာဆိုရဲပါတယ်ညီမလေးတကယ်မခိုးဘူး ငါမယုံပါဘူးနေမနေ့ကအဝတ်စားတက်တယ်ကိုမဝေ့ရလို့လေပတ်စံယူသွားပြီးဈေးချောက်သွားနေရမှတ်လားအဲ့ဒါကြောင့်ခုမှပေါ်လာလေ ခင်ရဲ့အေးစိမေးစမ်းပါပဝန်းကျင်နေကြရင်ရှက်စရာကြီးလာအထဲဝင်ကြလာ မဘာလို့အလုပ်ကြာနေရလဲပတ်စောပါလား ဟောဒီမှာနေပါစံဒီတစ်ခါနောက်ဆုံးမဲ့နော်ငါ့ကိုနောက်တစ်ခါမတောင်းနဲ့အခုတော့မှပဲကိုကိုစီကနေခိုးလာတာဟဲ့ မင်းကလေပတ်စံဆယ်နေတာကိုဘာလို့ကက်စီနေလဲခုထားရဲဆွဲကြည့်လဲအားနာပါဦး တော်ပြီဒီတစ်ခါနောက်ဆုံးမဲ့နေငါတို့အိမ်တော်ကြီးပြက်စီးနိုင်နေဟဲ့သိလား ဘာပဲဖြစ်ပါပတ်စံပေးတာကျေးဇူးပဲနော်မမညီမလေးကြတော့မယ် ကိုဘယ်လိုလုပ်ပြီးရောက်နေရလဲ မင်းငါ့ကိုဘယ်လိုရောက်လာလဲမမင်းနဲ့မင်းဒီနေ့ဘာမှတွေလှုပ်ထားဆိုတော့မင်းငါ့ကိုမဖြေသားမင်းညမထောင်ဟာထွက်လာပြီးရကငါပတ်စံနေခိုးပေးနေပြီးတော့တခိုးလမ်းနဲ့လုံနေအောင်ဟုတ်တယ်မလားခင်ရဲ့ မန်နဲ့ကိုကြီးမခင်ကညီမလေးတို့မောင်နှမပုံမှာကြတော့စေတနာမထားမဲတဲ့ရုံမာခဲ့ကိုကြီးမခင်ကိုဆက်ပေါင်းမယ်ဆိုရင်ညီမလေးကက်ွက်တယ်နော် ဟုတ်ခင်ရှင်းပြပါမယ်ကိုရဲ့ဒီမလေးကိုလည်းခင်တောင်းမှန်ပါတယ် တော်စမ်းပါမင်းအလိညာစကားတွေကိုငါမယုံလို့ဒီနေ့လိုက်ချောင်းတာအကုန်တမ်းပြီးတော့တာပဲမင်းတို့အလိညာနဲ့ငါဆက်မပေါင်းနိုင်တော့ဘူး ဟုတ်ညီမလေးထောင်ဝထွက်လာတဲ့နေ့တုန်းကလေခစ်စီမှာငွေလာတောင်းတယ်မပေးလို့ရှိရင်တတ်မဲလို့ပြောလို့ကိုရှိရပတ်စံတွေခိုးပြီးပေးမိတာပါ ပြဿနာတွေကြားမှာညီမလေးကိုမြေစာပေဖြစ်အောင်လုပ်ခဲ့တဲ့မခင်ကိုကြီးခွန့်လုပ်ပြီးတော့ဆက်ပေါင်းပါလားဒါမှမဟုတ်သူ့ရဲ့အပြစ်ဒဏ်တွေအတွက်ဒဏ်ခတ်ပြီးတော့ကိုကြီးသူနဲ့ကြွားရှင်းပါလားကိုကြီးကြိုက်တာရွေးလို့ရတယ်ညီမလေးကတော့မခင်ကိုရမ်းမုန်းသွားပြီ